ဟီရီနှင့်အော်တပဟီရီအော်တပတရားဆိုတာလောကကိုစောင့်ရှောက်တဲ့လောကပါလာတရားတွေဖြစ်ပါတယ်လောကအတွင်းရှင်တန်နေထိုင်ကြတဲ့လူတွေကြားမှာဒီတရားနှစ်ပါးထွန်းကားနေမှသာဒီလောကဟာတာယာလှပတယ်လို့ဆိုလိုချင်တာဖြစ်တယ်ဟီရီဆိုတာမဟုတ်တာလောက်ရမှာရှက်ချင်းနဲ့အော်တပကတော့မဟုတ်တာလောက်ရမှာကြောက်ရှင်းလို့နားလည်ခဲ့ဘူးပါတယ်။ပါကျုပ်ဆရာတော်ကြီးဥပမာပေးတာကတော့ပိုရှင်းတယ်။မစင်ပေနေတဲ့ပစ္စည်းတစ်ခုကိုကင်မလားဆိုမကင်ဘူး။ဘာလို့မကင်တာလဲဆိုတော့ယွန်လို့မကင်တာ။ကိုယ်စိတ်ကိုကမကင်ချင်လို့မကင်တာ။မီးပူပေးထားတဲ့ပစ္စည်းတစ်ခုကိုရောကင်မလားမေးရင်မကင်ဘူး။ဒါကြယွန်လို့မဟုတ်ဘူး။ကင်လိုက်ရင်ကိုယ်ပူမှကြောက်လို့မကင်တာ။ပြောမယ်ဆိုဟီရီတီအတွင်းရဖြစ်တည်လာတဲ့အရှက်တရားအော်တပအပြင်ပတ်ဝန်းကျင်ကိုစိုးထိတ်တဲ့အကြောက်တရားလူနဲ့ပတ်ဝန်းကျင်အတွင်းနဲ့အပြင်ဟီရီနဲ့အော်တပဒါတွေကတစ်ခုနဲ့တစ်ခုအပြန်အလှန်တက်ရောက်မှုရှိနေတာပါလူမှုအဖွဲ့အစည်းရဲ့စံနှုန်းတွေကတလွဲဖြစ်လာတော့တလွဲဖြစ်နေတဲ့သူတွေနေရာပိုရလာတယ်ဒီအခါလူအဖွဲ့အစည်းကလည်းတလွဲပိုဖြစ်လာတယ်အော်တပတရားပြည့်ရွံ့တော့ဟီရီတွေပါပြက်လာတယ်ဒီလိုလူတွေများလာတော့အော်တပါပိုပျက်စီးရယ်ဒါကြောင့်ကောင်းတဲ့သူကိုချီးမြှောက်မကောင်းတဲ့သူကိုရှုံချတဲ့ပတ်ဝန်းကျင်တစ်ခုပေါ်လာဖို့လိုအပ်တယ်လို့လူသိတာမသိတာနောက်ကိစ္စကိုယ်စိတ်ကိုကဒါမျိုးမလုပ်ချင်တာကိုယ်အစင်တန်းကိုမနှိမ်ပစ်ချင်တာဆိုတဲ့သူတွေများများရှိနေဖို့ကလည်းတိတ်အရေးကြီးပါတယ်လောကကိုစောင့်ရှောက်တဲ့တရားတွေပုံမထွန်းကားဖို့လောကကလည်းပြန်လည်စောင့်ရှောက်ဖို့လိုအပ်ပါလိမ့်မယ်ဒေါက်တာဖြိုးတီဟာ